ဝတ်သုံးပါးလေပုံတရားတော်ဒီလိုတော့ဗရဏမထားကြနဲ့ကိုရေးကိုသိပြီးဒီကလာဩတရားဒီကားလို့ဆိုဖြင့်အိုင်မှုကူးမှုစရှိသည်တို့ဒီရှိတော့ရှိတာပဲခန္ဓာရှိလို့ရတာပဲခန္ဓာမရှိရင်မရဘူးအခုငါတို့တရားနာတာကဘယ်ကျိုးငါလဲလို့မေးလို့ရှိရင်ခန္ဓာဇတ်သိငြင်းဖို့လုပ်ကြတယ်အဲ့ဒီကဲတော့ခန္ဓာဇတ်သိငြင်းဖို့လုပ်ကြတဲ့အလုပ်တစ်ခုပါခန္ဓာအပြစ်ကိုယာတိဥရုကပြနေတာယာတိတွေကပူလိုက်အေးလိုက်ပူလိုက်အေးလိုက်နဲ့အခုခါတော့ပူများလို့ကြက်တဲလိုက်တာကျင်းမြောင်းလိုက်တာဒီအရင်ဘယ်နဲ့ကြောင့်ပြောနေရပါလိမ့်မလို့ဆိုတော့ခန္ဓာရာကနှိမ့်ဆက်လို့ပြောနေရတဲ့အသံတွေပါဘယ်လိုပြောနေတာပါလဲခန္ဓာကနှိမ့်ဆက်လို့ပြောနေရတော့ယခုငါတို့ဆရာဘုန်းကြီးစီမှာလာပြီးတရားဓမ္မတောင်းကြတယ်ယူကြတယ်နာကြတယ်ဆိုတာကဘယ်ကျုံးငါလဲလို့စဉ်းစားလိုက်တဲ့အခါကျတော့မှဩခုငါတို့ညီးလူသမျှခန္ဓာကပဲဒီခန္ဓာဆိုသိငြင်းရကိုငါတို့အရှာလာတာဖြစ်သောကြောင့်ဒီလိုမှမရှာလို့ရှိရင်လည်းဒီလိုတရားတွေတရားမြတ်မရဘူးမရခဲ့လို့ရှိရင်လည်းဒီဘူးတဲ့ပြင်းထန်တဲ့ငရဲဘူးတို့အမျိုးမျိုးကဘာမီးလောင်တဲ့အပူတို့ဟာကဒကာသစ်တို့ဒကာကျွဲတို့ဥဒ္ဒဘူးတို့တွေ့ရအောင်မှန်ပါပါအဲ့တော့ဒါတွေကိုဒကာဓမ္မတွေသတ်သိမ့်တဲ့သဘောနဲ့ဂိုင်းမင်းပြစ်တော့သူကောင်းကောင်းဖြင့်တရားပွဲတဲ့ထိုင်ကြည့်သိပြီမှန်ပါပါလူတွေကလည်းကြက်လိုက်တာဥဒုကလည်းပြင်းထန်လိုက်တာဒီတော့သိမ့်လို့ရဖြင့်ခန္ဓာမရှိမှပဲအေးမှာပဲမှန်ပါပါခန္ဓာမရှိတဲ့နည်းကိုငါတို့အရှာလာတာဖြစ်နေသောကြောင့်ခန္ဓာဘယ်လိုပဲနှိမ့်ဆက်မင်းဒီတကားကနှိမ့်ဆက်နိုင်မယ်နောက်တော့မင်းသိရငြင်းရကိုတို့သွားမယ်နည်းကိုဆရာဘုန်းကြီးကြီးယူနေကြဒါဝေငါတို့အရယူပြီးကြလားဒီလုံးနဲ့ပဲမင်းနဲ့ဖြင့်သေကန်းရှင်ကန်းပြတ်တဲ့အလုပ်ကိုလုပ်ပါတော့မယ်ဆိုတဲ့စိတ်ထားနဲ့ခန္ဓာမငယ်ပဲနဲ့ခန္ဓာစသိငြင်းတဲ့တရားကိုအရယူတာကိုသိမ့်ပိုက်သောအဖြစ်နာကြပါလို့ဆိုတာကိုဒီကနေပြောနေမှန်ပါပါကောင်းပြီဒါဖြင့်တရားဓမ္မတို့ခန္ဓာဘုရုတည်တောင်လုံးဆိုတဲ့သွားမေးဖို့လိုလားမှန်ပါပါခန္ဓာဘုရုတည်တောင်ပါလိမ့်မလို့လို့မေးတဲ့အခါကျတော့တရားဓမ္မတို့ခန္ဓာဒီကားလို့ဆိုလို့ရှိရင်ဖြင့်အဝိဇ္ဇာနဲ့တဏှာကတည်တောင်လိုက်တာဩခန္ဓာဘုရုတည်တောင်ပါလိမ့်ဝိဇ္ဇာနဲ့တဏှာကခန္ဓာတည်တောင်လိုက်မှန်ပါပါဒါကြွပါတဲ့ဝိဇ္ဇာအားလုံးကဓမ္မတွေအဝိဇ္ဇာနဲ့တဏှာမပြုတ်တဲ့ကာလပတ်လုံးဒီခန္ဓာကြီးရအောင်ဒီခန္ဓာကြီးရရင်ဒီပူတွေဒီအေးတွေနဲ့လည်းတွေ့ကြမှာဒီအုံမှုနာမှုသေမှုတွေနဲ့ရောဒီဒုက္ခဒေါမနတာတွေနဲ့ရောဟောဒါဖြင့်ကျွတ်တို့အဝိဇ္ဇာတဏှာမတတ်နိုင်လို့ဒီခန္ဓာရတာဒီခုဆရာဘုန်းကြီးဒီမှာတရားနာလာကြတာကအဝိဇ္ဇာတဏှာသတ်ဖို့လာကြတာဖြစ်နေသောကြောင့်ကိုင်းဒီတကားဖြင့်နောက်ဆုံးလို့ဝုတ်ပဲဆရာဘုန်းကြီးပြောတဲ့နည်းနဲ့ပဲအဝိဇ္ဇာတဏှာသတ်ရလို့ရှိရင်ခန္ဓာစပြတ်မှာပဲဆိုတဲ့ဥစ္စာဘာမှသံဃာမရှိပဲနဲ့ခန္ဓာစသိငြင်းရသွားဖို့အလုပ်ကိုမှတ်မှတ်သားသားနဲ့ယူပြီးဒီကလာဒကာဓမ္မတွေခန္ဓာဖြစ်ပျက်ကိုမြင်အောင်ကြိုးစားကြစို့ဆိုတာသုံးဖြတ်ချက်ချကြစို့မှန်ပါဗျာကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ခုအဝိဇ္ဇာဆိုတာဒီဒုက္ခေအညာဏလို့ဆိုသောကြောင့်ခန္ဓာဒုက္ခသစ္စာခန္ဓာဒုက္ခသစ္စာကြီးယခုတရားနာနေတဲ့ခန္ဓာကြီးကဘာသစ္စာဟုတ်မဟုတ်ကြလားလို့စဉ်းစားကြည့်တော့ဒကာဓမ္မတို့ဒီခန္ဓာကြီးကနှိမ့်ဆက်လိုက်တာအပူကနှိမ့်ဆက်ဝို့ထဲတွေကချွေးတွေဆိုပြီးခန္ဓာတွေကချွေးတွေကနှိမ့်ဆက်ရင်းကျင်တဲ့ကိစ္စတွေကနှိမ့်ဆက်ပါဗျာဒါတွေကခန္ဓာကနှိမ့်ဆက်အပူဆိုတော့လည်းယူပက္ခဏာကနှိမ့်ဆက်မှန်ပါဗျာယူပက္ခဏာကနှိမ့်ဆက်တော့ခန္ဓာကိုယ်ကြီးထဲမှာဝေဒနာဒုက္ခဝေဒနာတွေပြင်းပြင်းထန်ထန်ပေါ်လာပေါ်ပါဗျာအထက်ကနေပြီးဒီကလာချွေးတွေတန်တွေကထွက်ပြီးဒီကလာလာပြန်တော့အညစ်အကြေးတွေဆိုရဲချွေးတွေကလည်း
ဒကာဓမ္မတွေဟိုဆိုရွှဲဒီဆိုရွှဲနဲ့အဟောရကဆိုတဲ့ယူပခန္ဓာကနှိမ့်ဆက်ပြန်ဒီတဲ့ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းဆိုတဲ့ဒကာဓမ္မတို့ကာယကဒုက္ခစေတိကဒုက္ခလည်းနှိမ့်ဆက်ပြန်ဒါဖြင့်ဒီကံလာကြီးထဲမှာဘာတွေများစုပုံနေပါလိမ့်မလို့မေးတဲ့အခါကျတော့မှနှိမ့်ဆက်တတ်တာတွေစုပုံနေတယ်ဒီကံလာကြီးထဲဘာများစုပုံနေပါလိမ့်နှိမ့်ဆက်တတ်တာတွေစုပုံနေတယ်ဆိုတဲ့ဥစ္စာသေသေးချာချာမှတ်ကြပါအဲ့ဒါကြီးနှိမ့်ဆက်တတ်တဲ့တရားကြီးနဲ့မှဒကာဓမ္မတွေမခွဲရမခွာရလို့ရှင်ရောက်ရနှိမ့်ဆက်မှာဘယ်လိုမှတ်ကြရောက်ရနှိမ့်ဆက်မှာပဲဆိုတာမသိကြဘူးလားဒါဖြင့်ဒီလိုကရောက်ရနှိမ့်ဆက်မယ်အခုလည်းနှိမ့်ဆက်နေတယ်ရောက်ရကိုလည်းနှိမ့်ဆက်မယ်ဆိုတာကိုမသိတော့ဒကာဓမ္မတွေကဒုက္ခသစ္စာမသိဘူးယခုနှိမ့်ဆက်နေတာလည်းမသိနောက်ရမယ့်ခန္ဓာကြီးကိုလည်းဆူတောင်းယူကြပြန်တော့နှိမ့်ဆက်မဲ့ခန္ဓာပဲရပါရနှိမ့်ဆက်မဲ့ခန္ဓာပဲရမယ်ဆိုတာဒကာဓမ္မတွေကမသိတာဘယ်သူတုံးလို့မေးတော့မှအဝိဇ္ဇာမသိတာနှိမ့်ဆက်မဲ့ခန္ဓာကြီးယခုရထားတာမသိတာလေနောက်ခန္ဓာကြီးမရရကြောင်းကြိုးစားနေကြတာလေဒကာဓမ္မတို့မသိလို့ကြိုးစားသဘောပါကြဒါဘုန်းကြီးတို့ဒကာဓမ္မတွေနိုင်သစ္စာမသိလို့ဒီခန္ဓာကြီးယခုရယခုဆရာသမားနဲ့တွေ့တုန်းကိုလေဒီသစ္စာကြီးမသိပြန်ဘူးဆိုရင်နောက်ခန္ဓာရအောင်မရဘူးထိုကဲ့သို့ရမယ်ဆိုရင်ဖြင့်ဒကာဓမ္မတို့ဒီစုဘာမသိရတာဝိဇ္ဇာအနာကသံမသိတာလားဒါကြောင့်အဝိဇ္ဇာကြောင့်ခန္ဓာရတယ်ရှင်းကြဘယ်လိုကြောင့်ခန္ဓာရပါလိမ့်သေးသေးချာချာမှတ်ပါနော်ဘာကြောင့်ရပါလိမ့်ဝိဇ္ဇာကြောင့်ခန္ဓာရတယ်ဆိုတာသိထားပြီဒီထဲမှာအဝိဇ္ဇာကမသိအောင်ဖုံးလို့ဒုက္ခသစ္စာခန္ဓာကိုယ်ကြီးရထားတော့မသိတဲ့ပုဂ္ဂိုလ်များစီကားလို့ရှင်ဒကာဓမ္မတို့ယံပြီးလိုချင်ပါတယ်ဘယ်လိုပါလဲယံပြီးလိုချင်တဲ့စိတ်ပေါ်လာဒီဘဝသုတေမနေသေးရင်ရလို့ရှင်နောက်ဘဝလူကောင်းနဲ့ကောင်းဖြစ်ခြင်းတယ်လူကောင်းနဲ့ကောင်းဖြစ်ရပါလို့ဤဆိုတဲ့တဏှာကမလာဘူးဒီတဏှာကသုတောင်းလိုက်ပြီးဒီကရာဒကာဓမ္မတွေဆွမ်းတယ်ကွန်းတယ်ဖျောင်းနိုင်နေပန်းနေနဲ့ဒီဆွမ်းဤကွန်းဤဖျောင်းနိုင်ဤပန်းတွေကြောင့်နတ်ခန္ဓာဗြဟ္မခန္ဓာတွေရရပါလို့ဤဆိုတော့တဏှာကယံပြီးသုတောင်းလိုက်ယံပြီးသုတောင်းပြီးဒီကရာနေတော့ကံကလည်းယံလို့တဲ့သစ္စာမသိတဲ့အဝိဇ္ဇာကအဝိဇ္ဇာပေါ်၌ကောင်တဏှာပေါ်၌ကောင်ကံပေါ်၌ကောင်အလုံးစုံအုပ်ချုပ်ပြီးထားလိုက်တဲ့အခါကျတော့ဒကာဓမ္မတို့ဒီကံကလည်းလှုပ်ချင်သလိုလှုပ်လိုက်တာတဏှာစီမံသလိုလှုပ်လိုက်တဲ့အတွက်ဒုက္ခသစ္စာခန္ဓာအင်းကြီးဆောက်လိုက်ဘာများဆောက်ပါလိမ့်ဒုက္ခသစ္စာခန္ဓာအင်းကြီးကဆောက်လိုက်ပါလေဒါဆောက်ထားတဲ့ခန္ဓာအင်းကြီးကယခုတရားနာနေတဲ့ဒကာဓမ္မတွေခန္ဓာ၅ပါးပဲဆောက်ထားတဲ့ခန္ဓာအင်းကြီးကတရားနာနေတဲ့ခန္ဓာ၅ပါးဆိုတော့သိကြပါလားကြည့်စမ်းပါအောင်ဒါဖြင့်ယခုအချိန်မှာဒကာဓမ္မတို့ဆရာဘုန်းကြီးတွေကြီးညိုတို့ကိုယ်ရေးကိုလည်းကိုယ်သိလို့လာပြီးတရားဓမ္မတွေယူကြတော့ဒကာဓမ္မတို့အခုချမ်းသာတဲ့ဖြင့်နေကြရသလားဆင်းရဲတဲ့ဖြင့်နေကြရသလားလို့မေးရင်မနဲ့ဖြစ်ပါအဲ့ဒါဆူတောင်းပြေတာလို့မှန်ပါဗျာခင်ဗျားတို့တောင်းတာမသိလို့ဆူတောင်းမှန်ပါဗျာတောင်းလို့ပြေတော့အခုဘာခန္ဓာကြီးရဒုက္ခပါဗျာဒုက္ခသစ္စာခန္ဓာကြီးရမထားဘူးလားဒုက္ခသစ္စာခန္ဓာကြီးရထားတာကပူလိုက်အပူလာပြန်လဲသူကလက်ခံတာအေးလာပြန်96ပါးနာရီလာပြန်ခင်ဗျားတို့ကိုတောင်းရပါပဲတဲ့ဝေဒနာမျိုးစုံလက်ခံတတ်တဲ့ခန္ဓာကိုယ်ကြီးနှိမ့်ဆက်တတ်တဲ့ခန္ဓာကိုယ်ကြီးလက်ခံတတ်တဲ့ခန္ဓာကိုယ်ကြီးကိုခင်ဗျားတို့မသိဘူးအတော်ကြီးကျယ်ပါလားဆိုတာပေါ်လာ
အတော်မကြီးကျယ်ဘူးကြီးကျယ်ပါဗျာဒါပြန်ဒုက္ခသစ္စာမသိတာအဆိုးဆုံးပဲမှန်ပါဗျာဓမ္မတွေဘာအဆိုးဆုံးပါလဲဒုက္ခသစ္စာမသိတာအဆိုးဆုံးဆိုတော့ဖြင့်ယခုခန္ဓာကြီးရတာတော့ဘာသစ္စာရဒုက္ခသစ္စာမသိလို့ရတာနော်မသိတော့ဓမ္မတွေကမသိကြလို့လိုချမ်းတာမသိလို့လိုချမ်းလာတာကတတ္တလိုချင်တာနဲ့ဓမ္မတွေကာယကံဝစီကံနဲ့ဒါနသီလတွေလုပ်ပြီးဒီကလာလူဘဝဆူတောင်းလိုက်တောင်းလိုက်တော့ရတာတော့ဓမ္မတို့တနေ့ကျွေးရမွေးရဆင်းရပြင်းရရေချိုးရမိုးချိုးရတနေ့မှခန္ဓာကြုံခံတဲ့နေအားရလားတနေ့မှဓမ္မတို့ခန္ဓာကြုံခံတဲ့လို့ပါအားတယ်လို့လက်တယ်လို့ရှိရပူတယ်လို့သမီးလေးခင်ပေးပြန်လဲဟိုဘက်အလိမ့်ခိုင်းဒီဘက်အလိမ့်ခိုင်းလို့လိမ့်ပေးနေရတာကိုအားရလိမ့်ပေးနေရတယ်မအားရတဲ့ဓမ္မချင်းကြီးစွန့်ကျင်တယ်ကျင်ငယ်စွန့်ကျင်တယ်လို့ခန္ဓာကြီးကနှိမ့်ဆက်ပြန်လာတဲ့ကုရိအိမ်ကျင်ငယ်အိမ်လိုက်မပို့ပါဘုရားပြန်လာပြီးဒီကလာဒီကိအိတ်တန်နေရလာပြန်တော့လဲသာလမောသိပြန်တယ်ဆိုပြီးဒီကလာသွားတော့ရှိရသူတခါကျွေးရမွေးရမသွားရအားဖြင့်ဒါဖြင့်ခမည်းတော်ဒီကံလာကြီးကနှိမ့်ဆက်နေတယ်ဆိုတာပေါ်ရောဒီကံလာကြီးကဘာလို့နှိမ့်ဆက်နေတာဒါကြောင့်ဒုက္ခကပိလနာထောဒါသက်ပေါ်ပါဗျာဒုက္ခကခန္ဓာ၅ပါးဒုက္ခသစ္စာပိလနာထောခင်တဲ့ပုဂ္ဂိုလ်ကိုညာတာမဖက်အမြဲနှိမ့်ဆက်တယ်မခင်တဲ့ပုဂ္ဂိုလ်ကြတာမနှိမ့်ဆက်ပါဘူးခင်တဲ့ပုဂ္ဂိုလ်နှိမ့်ဆက်ပါဘူးခင်ဗျားတို့ကလည်းခန္ဓာကိုယ်ကြီးခင်းလိုက်တာကမပြောပါနဲ့ရက်တောင်လေးခတ်ပြီးပူဇော်ရတာနဲ့တပည့်ချိုလေးပူဇော်ရတာနဲ့ပူဇော်ရဘူးလားအထေကောင်းဥပခေါင်းလေးပူဇော်ရတာနဲ့ပူဇော်ရဘူးကြက်ကြက်သူ့ပူဇော်လေးလေးသူကနှိမ့်ဆက်လေးလေးကြက်ကြက်ပူဇော်လေးလေးနှိမ့်ဆက်လေးလေးပဲဆိုတာသဘောကျဒါရင်ဘုန်းကြီးတို့ဓမ္မတွေကြက်ကြက်ပူဇော်တဲ့ပုဂ္ဂိုလ်ဘောကောင်းတဲ့ပူဇော်ခန္ဓာကိုယ်ကြီးကိုအစားကောင်းနေနဲ့ကျွေးပြီးပူဇော်ဘုရုပူဇော်တာပါလေခန္ဓာကိုယ်ကဘာလို့တတ်တယ်နှိမ့်ဆက်တတ်တဲ့ခန္ဓာကိုယ်ကြီးခင်ဗျားတို့ပူဇော်တော့ပူဇော်ကျိုးနတ်ပူဇော်ကျိုးမနတ်ပါဘူးနော်အဲ့ဒါဓမ္မတို့ခင်ဗျားတို့ခန္ဓာကိုယ်ကြီးတွေကလို့ဆိုလို့ရှိရင်ဖြင့်ခင်တဲ့ပုဂ္ဂိုလ်ကိုညာတာမဖက်အမြဲနှိမ့်ဆက်တယ်ဒါကြောင့်ဘုရုနှိမ့်ဆက်ပါရှင်မြတ်ဆွဲရခဲ့လားဆိုငါမရဘူးกว่าလို့ခင်ဗျားကပြောမရပြန်ခံပါအောင်လားဒီပါထဲမှာဒီကပြန်ခံရမယ်မနက်ကပြောလိုက်ငါဒီကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့တရားဓမ္မဒီဆိုပီတိကိုအစာလုံးနေတော့မကွာခန္ဓာကိုအခေါ်တော့မဆက်တော့ဘူးခေသဘောကျတရားဓမ္မနဲ့ခန္ဓာတရားဓမ္မနဲ့တရားဓမ္မဒီဆိုပီတိကိုအစာလုံးနေမယ်ခန္ဓာခွန်ဆက်တာတော့ဖြင့်ငါမလုပ်တော့ဘူးတရားဓမ္မတွေရိပ်မိကဲအရိယပုဂ္ဂိုလ်များကြတာတော့ခန္ဓာလိုလိုက်သေးရဲ့ကဲထုံးစံတိုင်းမဲ့ကျွေးမကျွေးလို့မှလုံးဝလုံးမရှိလို့ရှိရင်ဖြင့်မဲ့မကျွေးတော့ဘူးတရားဓမ္မတွေဆိုပီတိကိုအစာလုံးနေမယ်ဆိုပြီးဒီကာလမနေလိုက်ဘူးလားအဲ့ဒါတရားဓမ္မတွေသိတဲ့တိုင်းတဲ့နှိမ့်ဆက်မှန်သိနေတဲ့ပုဂ္ဂိုလ်ကြတော့ပြုကျင်စုကျင်စိတ်ပြီးပါရှာတော့ပြုကျင်စုကျင်စိတ်ပြီးသဘောပါကြကောင်းပြီဒါဖြင့်ယနေ့တရားမှာဖြင့်ဒီကံတာဝိဇ္ဇာနဲ့တဏှာလုံးဒီကံတာကြီးဝိဇ္ဇာကမသိတော့တဏှာကဒကာဓမ္မတို့ဆူတောင်းရဲ့မခိုင်းဘူးခိုင်းတော့ဒကာဓမ္မတွေဘုရားရှိသွားမတောင်းကြတောင်းကြတော့ဘုရားရထားတာကဘာရထားဒုက္ခသစ္စာခန္ဓာ၅ပါးကြီးရတာခိုင်းတာဖြင့်မသိဒီနေကြီးကလည်းပူလိုက်တာပူလွန်လာတယ်လူတွေကလည်းများချင်းတော့လူပူတွေကလည်းကပ်ပြီးအိုက်လွန်လာတယ်ဒီကံကြီးမလဲတာမပတ်တာနဲ့ကြက်ဖက်ကြက်လွန်လာတယ်အစရှိတဲ့ခင်ဗျားတို့ညီးမနေနဲ့တဲ့
ဒီခန္ဓာကြီးရထားတဲ့နှိမ့်ဆက်ဖို့ရထားသောကြောင့်ဒါနှိမ့်ဆက်ကလေးပဲရှိသေးတယ်နောက်အနှိမ့်ဆက်ကြီးလာအောင်မယ်ဆိုတာကိုညင်းဖို့လိုသေးလားရှင်းကြရှင်းပါဗျာဒါခင်ဗျားတို့ကမဖြစ်တော့သေးဘူးဆူတော့အကုန်မပြည့်သေးဘူးမှတ်ပါမှန်ပါဗျာဥဘေးကြီးနဲ့ရောနာဘေးကြီးနဲ့သေကံဤဘေးကြီးနဲ့ကဲဆူတောင်းတွေတရားဓမ္မတွေလူဘဝရပါလေဆိုတော့မင်းတို့ဒါတွေအပြည့်စုံပေးရမယ်ကွာဆိုပြီးနှိမ့်ဆက်လိုက်သေးသဘောပါကြဒါရင်ဘုန်းကြီးတို့တရားဓမ္မတွေနိုင်တဲ့ခန္ဓာဘုရုတည်တောင်ပါလေရတာအဝိဇ္ဇာနဲ့တဏှာတည်တောင်လိုက်တော့ဘာသစ္စာကြီးပေါ်လာဒုက္ခသစ္စာခန္ဓာကိုယ်ကြီးတကကျွယ်ပေါ်လာအဲ့ဒါညာလဲလိုက်စမ်းပါဒကာဓမ္မတို့ခန္ဓာညာလဲလိုက်စမ်းမအိုးပူတာလားခန္ဓာကိုယ်ကနှိမ့်သက်တာလားအိုက်တာလားခန္ဓာကိုယ်ကနှိမ့်သက်တာလားရှင်းကြရှင်းပါဗျာဩရောက်ရမှာသူဘာလုပ်မယ်ထင်နှိမ့်တယ်ဦးမယ်ဆိုတာသိကြပါလားအိုးနှိမ့်ဆက်လိုက်တဲ့ဖြစ်ခြင်းမှဒကာသိစစ်ပြေတုန်းကမရှိလေစားခြင်းလေမှန်ပါပါနှိမ့်ဆက်လိုက်တယ်မှန်ပါပါမရှိလေဘုံတဲ့သတ္တနာကြတဲ့အတူခိုင်းနေပဲမှန်ပါဗျာသဘောကျဒါဖြင့်ဒီကံနာရီဒကာဓမ္မတို့အမြဲမပြတ်သရဇနှိမ့်ဆက်သောကြောင့်သူဘာသစ္စာရှင်းကြရှင်းပါဗျာကဲယခုဘာနဲ့အတူနေကြရအတူနေကြနော်ဒါကြီးကသိလို့ရတာလားမသိလို့ရမသိလို့ရမသိတာဘာခေါ်ကြမသိတော့ခင်ဗျားတို့ကလည်းရကျင်တာကတဏှာမသိတာကဝိဇ္ဇာဒီကံနာကိုကြီးရကျင်တာကဩဒါဖြင့်ဒီကံနာကြီးဘုရုတည်တော်လိုက်ပါလိမ့်ဒါဖြင့်အဝိဇ္ဇာတဏှာကိုဘုန်းကြီးကတဏှိနေတိကိုဒီတရားဓမ္မတွေမပေးတော့ပါဘူးဆိုရင်နှိမ့်သက်တတ်တဲ့ခန္ဓာကိုယ်ရင်းနဲ့ခမည်းတော်တသံတရားလုံးမအားမလဖဲနဲ့ဘဝိနာဝေသေးပေအပေဘေးတွေနဲ့ပဲအဖော်လုပ်ပြီးနေကြပြီတော့မှန်ပါပါဒါဖြင့်ယနေ့တရားမှာဖြင့်အဝိဇ္ဇာနဲ့တဏှာမတတ်သေးခမည်းတော်ဒုက္ခကင်းတော့မှာမဟုတ်ပါဘူးကင်းမှာဒါဖြင့်ဒီခန္ဓာဒုက္ခသစ္စာကြီးကိုမပြတ်တတ်ခြင်းမပြတ်တတ်တဲ့ဤပေးစမ်းပါဆိုရင်ဖြင့်တကယ်သိဘာသတ်ရမလဲအဝိဇ္ဇာနဲ့တဏှာသတ်ရသဘောပါကြဘာသတ်ကြရသေးသေးချာချာမှတ်ပါသဏ္ဍိနေကြီးကိုခန္ဓာကိုယ်ဉာဏ်တင်ပြီးဒီကလာပြပါမယ်အခုခန္ဓာကိုယ်ရင်နှိမ့်ဆက်နေတာကသူများမေးရမှာလားကိုယ်ကိုယ်တိုင်ခံနေရတာကိုယ်ကိုယ်တိုင်ခံနေရတာဆိုတာသိကြကြတယ်ဩဒါရင်ဘုန်းကြီးတို့ဒကာရမတို့အဝိဇ္ဇာတဏှာရိသောကိလေသာဝေါ်ကြောင့်ခင်ဗျားတို့အဝိဇ္ဇာတဏှာရိသောကိလေသာဝေါ်ကြောင့်ခင်ဗျားတို့ပြုထားတဲ့ကမ္မဝတ်ကပေါ်လာကမ္မဝတ်ဆိုတဲ့ဒါနသီလဝတ်တောင်းတလုပ်တဲ့ဒါနသီလကမ္မဝတ်တွေလုပ်ခဲ့ကြလုပ်ခဲ့ကြတဲ့အတွက်အခုတော့ဖြင့်ဥပေနာဝေသေးဝေအပေဝေတွေကိုကြောက်နေရတဲ့ခန္ဓာကြီးရမှာဘူးအဲ့ဒါဝိပါကဝတ်လို့မှတ်လိုက်စမ်းဒါဘာဝတ်ပါသိကြပါကိလေသာဝတ်ပူပန်တာနဲ့ကမ္မဝတ်ခင်ဗျားတို့ကလုပ်ကမ္မဝတ်လုပ်လိုက်တဲ့အတွက်ဝိပါကဝတ်ဘာသစ္စာရတယ်ဒါကြွယ်တရားရှင်းပိုင်းကနေပြောနေတယ်ဆိုညတော့လေအမှန်ဖုတ်တန်တယ်လို့မှတ်ပါနော်မှန်ပါဗျာအမှန်တန်တရားဓမ္မတို့ခင်ဗျားတို့ခန္ဓာကြီးကိုကိလေသာဝတ်ဆိုတဲ့အဝိဇ္ဇာတဏှာကြောင့်ခင်ဗျားတို့ကလူပြင်းနတ်ပြင်းမပြေလိုချင်တဲ့ဒါနသီလဝတ္တဖြစ်တဲ့ဒါနသီလတွေခင်ဗျားတို့ကလုပ်ခဲ့ကြတယ်လုပ်ခဲ့ကြတဲ့အတွက်အခုလူပြင်းမှာလာပြီးဒီကလာကူကျုံညဆုံးရတော့ဥဝိနာပဲသေပဲနဲ့အဖော်မလို့ပါဘူးပရိယေသနာရှာမိတဲ့ဘေးတွေနဲ့ရောဘာဝတ်သင့်နေဝိပါကဝတ်သင့်နေပြီတရားဓမ္မတွေဘာဝတ်သင့်ဒီဝိပါကဝတ်ကြီးကိုမှတခါအပြစ်မြင်အောင်ကြီးတတ်တဲ့နည်းကိုဆရာဘုန်းကြီးကလည်းမပေးခင်ဗျားတို့ကလည်းမယူတော့ဘူးဆိုရင်ဒီဝတ်ကျွတ်ဆရာမြင်သေးဒါကြောင့်ယနေ့ဟောမယ်တရားတွေအတိတ်ကကိလေသာဝတ်နဲ့ခ
ကာမဝတ်ကိုဘုန်းကြီးမတတ်နိုင်ပါဘူးယခုဝိပါကဝတ်ကြီးကိုခမည်းတော်ကြည့်ပြီးဩဝိပါကဝတ်သင့်နေတာပါလားဆိုပြီးဒီကလာဝိပါကဝတ်သင့်နေတာကိုသင်မှန်းပြီးတဲ့ဝိဇ္ဇာဉာဏ်နဲ့အာလောဘပေးရလို့ရှိရင်ဖြင့်ကိလေသာဝတ်ကျွတ်တော့ဝိဇ္ဇာဉာဏ်နဲ့အာလောဘပေးလိုက်ရရင်ကိလေသာဝတ်ကျွတ်သွားလို့ရှိရင်ဖြင့်အာလောဘဆိုတာမလိုချင်တာဖြစ်နေသောကြောင့်လေကာမဝတ်လုပ်ပါဦးမလားကာမဝတ်မှမလုပ်ဘဲနဲ့နောင်ခန္ဓာဝိပါကဝတ်ကြီးကိုလာနိုင်သေးရဲ့သေချာမှတော့တရားဓမ္မရေဒီတရားမျိုးကမလွယ်ဘူးမလွယ်ဘူးအကြောင်းကျိုးဆက်တတ်မှာနော်။ဒါနည်းနည်းပြပေးပါမယ်တရားဓမ္မတွေသေချာကြည့်ကြနော်။ဒီဘက်ကအဝိဇ္ဇာနဲ့တဏှာလုံးမှတ်လိုက်စမ်းပါဒီနှလုံးကဘာပါလဲအဝိဇ္ဇာဆိုတာဒုက္ခသစ္စာမသိတာမသိတော့တဏှာကရမ်းလို့ခြင်းတယ်မလို့ခြင်းပဲဘူးလားနှစ်ခုစလုံးကကိလေသာဖြစ်နေသောကြောင့်ဒကာဓမ္မတို့ကိလေသာဝတ်လို့မှတ်လိုက်နှစ်ခုစလုံးဘာမှကြဝိဇ္ဇာနဲ့တဏှာပါပေါ်ကြကိလေသာဝတ်နောက်ဘဝကဒကာဓမ္မတွေကကြီးခဲ့တဲ့ဒကာဓမ္မတွေဖြစ်နေသောကြောင့်နောက်ဘဝမှာပဲတဲ့ဒီဘဝလည်းကောင်းတဲ့နတ်ခန္ဓာကြီးလူခန္ဓာကြီးရပါလေရကြံပါတယ်ဆိုပြီးဒီကလာဒကာဓမ္မတွေကဒါနကံသီလကံဆိုတဲ့ဝတ္တကံတွေမလုပ်ပြန်ဘူးဒါဖြင့်ကိလေသာဝတ်ကြောင့်ဘာဝတ်ဖြစ်ပါလဲကာမဝတ်ဖြစ်တော့သုတေမနေသေးလွန်ပြီးဒီကံတွေကစီမံလိုက်သုတေမနေသေးလွန်တဲ့ခါကျတော့ဒကာဓမ္မတွေစီမံလိုက်ပါတယ်စီမံလိုက်တော့ခန္ဓာ၅ပါးပေါ်ဒါတရားနာနေတဲ့ခန္ဓာ၅ပါးမှတ်လိုက်တယ်ဒါဘယ်လိုပါလဲဒီခန္ဓာ၅ပါးကိုနောက်ပြန်တွေးလိုက်ဒကာဓမ္မတို့ရှိဒီခန္ဓာ၅ပါးကအခုဝိပါကဝေါဒီခန္ဓာ၅ပါးသွားခေါ်ရအောင်ဝိပါကဝတ်တဲ့မဟုတ်ခြင်းမနဲ့မနာခြင်းမနဲ့ဒီကနေ့မဖြစ်ခြင်းပဲနဲ့မပူမဆွေးခြင်းပဲနဲ့ပူဆွေးရတယ်ဆိုတော့ဒကာဓမ္မတွေကတော့ကံမကောင်းအကြောင်းမသိလို့ဖြစ်ရတာလားလို့မေးတဲ့အခါမဟုတ်ပါဘူးဒကာဓမ္မတို့ဒီခန္ဓာကြီးခမည်းတော်လိုချင်လို့ရတာလို့ခန္ဓာအပေါ်တွေအကုန်လာတာပါသဘောကျဒီခန္ဓာကြီးကဘုရုတိတော်နာတော်လို့မေးတော့ခမည်းတော်ကိုယ်တိုင်အဝိဇ္ဇာနဲ့တဏှာကိလေသာဝတ်ကိုခမည်းတော်တည်တော်တဲ့အတွက်ခမည်းတော်ကာမဝတ်ကိုခမည်းတော်လုပ်ပါတယ်ခင်ဗျားတို့ကံကိုခင်ဗျားတို့လုပ်တဲ့တွေ့ဟောဘုံဘဝကိုရဘာလို့ဆိုတဲ့တဏှာကဆူတောင်းပြီးဟောဒီဒါနကံသီလကံတွေဝတ်တောင်းတာပြီးဒီခန္ဓာကြီးရပါလို့ဤဆိုတဲ့အကြောင်းတွေလုပ်လိုက်တဲ့အတွက်ဒီခန္ဓာကြီးယခုတရားနာနေတဲ့ခန္ဓာကြီးရဒီတရားနာနေတဲ့ခန္ဓာကိုယ်ကြီးရဒကာဓမ္မတို့ဟောဒီခန္ဓာ၅ပါးနောက်ပြန်ဆုပ်လိုက်တော့ဝိပါကဝတ်ဘယ်ကလာကြုံမေးတဲ့အခါကမ္မဝတ်ကလာတယ်ခင်ဗျာရှင်းလားဒီဝိပါကဝတ်ကြီးဘယ်ကလာဒီကမ္မဝတ်ကလို့လာကြလို့လာရတာလုံးချင်တယ်လုံးရတာလားအဝိဇ္ဇာတဏှာဆိုတဲ့ကိလေသာဝတ်ကြောင့်လားဒါဖြင့်ကိလေသာဝတ်ကြောင့်ဘာဖြစ်ကြလဲကမ္မဝတ်ကြောင့်ဝိပါကဝတ်ဖြစ်ဒကာဓမ္မတို့ပေါ်ကြဒီခန္ဓာကြီးဟာဒကာဓမ္မတို့လူဘဝရခဲ့တယ်လို့ခေါ်တာကတိရစ္ဆာန်ဘဝနဲ့စာရင်ငရဲနေတာနဲ့ဆိုင်ရခဲ့တယ်ခေါ်တာတကယ်သစ္စာနဲ့ဟောတော့မယ်ဆိုတော့ဒကာဓမ္မတို့ရထားတာဝိပါကဝခန္ဓာရှင်းမလားဘာခန္ဓာကြီးရဒါဖြင့်ဒကာဓမ္မတို့ဝိပါကဝဘယ်ကလာတော့ကုသိုလ်ကံနဲ့ဆူတောင်းရတာလူပြင်းနာပြေမြမပြေဖြစ်စေကြောင်းဖြစ်တဲ့ကံနဲ့ဆူတောင်းသဘောကျအဲ့ဒီကံမဟုတ်ကလည်းဒကာသစ်တို့ဘယ်ကလာပါလဲမတိသောပုဂ္ဂိုလ်ဤဒကာဓမ္မတို့တောင်းညံလို့တောင်းတဲ့သဘောကြောင့်ဖြစ်ရပါတယ်ဒါဖြင့်မသိတာဝိဇ္ဇာသဘောကျပြုတာသင်္ခါရရတာဒုက္ခသစ္စာမသိတာကပြုတာကရတာကဒုက္ခသစ္စာမ
မသိတာကပြုလုပ်တာကရတာကဒါသက်သွားပြီဒကာဓမ္မတွေသွားပြီသေမခန္ဓာကြီးရဥမခန္ဓာကြီးလူမုန်းရမခန္ဓာကြီးမင်းကွန်စိုးကွန်ဆောင်းရမခန္ဓာကြီးမိုးအောင်လျောက်မှာအသက်ပြောရမခန္ဓာကြီးဒါဘာကောင်လို့ခေါ်ကြမလို့ဝိပါကဝက္ကောင်သဘောကျဒကာဓမ္မတို့ပฏิလောမပြန်လဲလိုက်ချမ်းပါဦးဝတ်သုံးပါးလဲပြမယ်ယနေ့နော်ဝတ်သုံးပါးလဲပြီးတော့မှအလုံးနဲ့ဖြတ်ပြပါဒကာကျွယ်ကြီးကြည့်ခန္ဓာ၅ပါးဝိပါကဝတ္တရားခန္ဓာ၅ပါးဝိပါကဝလို့ဆိုတာကျင်납ဝိပါကဝဘ누구တည်တော်မှာလဲမလို့ကုသကအကုသကနှစ်ခုကနေတည်ထောင်လိုက်သဘောကျဒီကမ္မဝတ်ကအလိုလိုပေါ်လာလားလို့မဲတဲ့အခါကျတော့ဒီဘက်ကကိလေသာဝတ်ကြောင့်ပေါ်ကြဒါဖြင့်ဒကာဓမ္မတို့ကိလေသာဝတ်ကြောင့်ဘာဖြစ်တော့ကမ္မဝတ်ကြောင့်အခုပဲထဲရောက်ဒကာဓမ္မတွေကတော့မသိချာတော့ဝိပါကဝတ်တဲ့နေတာကိုပဲဒကာကျွေမသိတဲ့ပုဂ္ဂိုလ်ဝတ်တဲ့နေတာကိုပဲသူ့မှာကျွတ်ဒကာကျွေလို့ပေါ့ဗျာလူဝင်ပြည့်ရများဆိုတော့ဗျာတိုက်နေတာနဲ့ရွှေနဲ့စိန်နဲ့ကားနဲ့ဆိုရင်တော်သေးရဲ့အမှန်တိုက်နေတယ်နဲ့ရွှေနဲ့စိန်နဲ့ကားနဲ့ဆိုတော့တော်သေးရဲ့ဟာဘာဖြစ်ကြတာတော့ဝတ်တဲ့နာမသိတာဘယ်နဲ့ဆိုကြဘာဝတ်တဲ့အမလေးဝမ်းမကြုတ်သေးတဲ့ပုဂ္ဂိုလ်ကတော်သေးရဲ့များဆိုးနေလိုက်တာဩတရားဓမ္မတို့စီသုတ်တဲ့ဘဝတွေဝတ်ပြီးစီသုတ်တဲ့လုံငင်းစီသုတ်တဲ့လက်သုတ်ဘဝကြီးအောက်ခါမှာဝတ်စီသုတ်ထားတဲ့မဲနေတဲ့သုံးနဲ့သုံးသီးသုတ်ထားတာအင်ကြီးချုပ်ပြီးဝတ်ပြီးကျုံနဲ့ဒီဝတ်နဲ့မလိုက်ဘူးလားလို့ပြောတာနဲ့တူးနေဆိုးပါဘူးလားကျုံနဲ့ဒီဝတ်နဲ့ဘယ်နဲ့လဲမလိုက်ဘူးလားလို့သူကပြောတာဘယ်နဲ့ကြောင့်ဒီပုဂ္ဂိုလ်ပြောပါလေမလို့လို့မဲဖို့မသိဘူးသုံးလုံးကမှုရိပ်မိဗလားဘယ်နဲ့ကြောင့်ပြောပါလဲကျုံနဲ့ဒီဝန်းနဲ့မလိုက်ဘူးလားလို့ဆိုတော့သူစိတ်ထဲနဲ့ဝန်းပါလို့မေးချင်တို့တော့သူမျက်လုံးမြင်မမြင်မမြင်တော့သူဘယ်နဲ့ဆိုကြဒါဖြင့်ဝိပါကဝတ်တဲ့ပြောတဲ့ပုဂ္ဂိုလ်ကဇုံလုံးကပြောလို့မှာဟုတ်လားဝိပါကဝတ်တဲ့ပြောနေတဲ့ပုဂ္ဂိုလ်များမျက်စိနှကွန်းမဝန်းတွန်းကအလင်းမရရှင်းမလားမျက်စိနှကွန်းဒါဖြင့်သူအခုကားနဲ့ရွှေနဲ့စိမ့်နဲ့ကြောင်းနဲ့တိုက်နဲ့ဓာတ်နဲ့ရွှေနဲ့ငွေနဲ့ပြောနေတဲ့ပုဂ္ဂိုလ်များဒကာဓမ္မတို့ဘာပြောဆိုကြမနာကြနဲ့မသိလို့ပြောမသိလို့သိချပြောမယုံကြည်စဉ်းစားကြည့်တာကိလေသာဝတ်ကြောင့်ကာမဝတ်ကြောင့်ဒါပါတော့ဝိပါကဝတ်တဲ့နေတာကိုပြောနိုင်တယ်ဆိုတဲ့ကဘာပြောဆိုကြကြောက်စရာကောင်းပါဒီတရားမျိုးလည်းမနာရတော့ဘူးဆိုလို့ရှိရင်ဖြင့်အားလုံးတရားဓမ္မတွေဒီတဲ့ဘုန်းကြီးတို့အရင်ချာတယ်အကုန်ပါပိဋကကနေကြတော့ကိုကျူပြီးလေးနဲ့ကိုနဲ့ကြတော့ဘုန်းကြီးတို့များအကြောင်းရင်းတော့တွေ့တဲ့အခါတော်သေးရဲ့ဗျာဘာများတော်နေရင်းပြီလားဘာများတော်နေတာတော့ဘုန်းကြီးပြလို့တော်နေတာလားဒါလည်းမေးဖို့ရှိဘယ်လိုတော်ကြတာအမလေးဝုန်းမကျွတ်တဲ့ထောင်းမမထွက်ရသေးတဲ့ပုဂ္ဂိုလ်တော်သေးရဲ့ဆိုတော့တကယ်ဆိုဘာဖြစ်တာတုန်းကဇုံလုံးကမှန်ထွက်တာဘယ်နဲ့ဆိုကြမလေးကြောက်ကြကြီးပါလားတရားဓမ္မတွေဒီဇုံလုံးတွေကိုဘုန်းကြီးတရားဟောနေတာနဲ့တော်တော်ဆိုးရတဲ့ဘုန်းကြီးတွေဟောတာမှန်ပါဗျာရိပ်မိဗလားသေးသေးချာချာစဉ်းစားပါတရားဓမ္မတို့ဒါကြီးကဘာဝတ်တယ်ဘယ်ကလာတာတော့ဒီကာမဝတ်ကလည်းဘယ်ကလာဟောတာကိလေသာဆိုတာအဝိဇ္ဇာနော်အဝိဇ္ဇာနဲ့တဏှာပဲထားလိုက်ပါတော့အဝိဇ္ဇာဆိုတာမသိလို့ပြုကျင်တာပြုကျင်တာပြုလို့ဖြစ်ကျင်တယ်လို့ဖြစ်တာမသိလို့ပါတော့ပြုကျင်တာပြုလို့ဖြစ်ကျင်တယ်လို့ဖြစ်နေတဲ့ခန္ဓာကိုယ်ကြီးဘာမှသုံးမကြတဲ့
တရားဓမ္မတို့ခန္ဓာကိုယ်ကြီးနဲ့တော်သေးရဲ့ဆရာများတရားကျွယ်တို့ဘုန်းကြီးတို့တရားဓမ္မတွေကရှောက်နိုင်တာများဩမျက်စိနဲ့ကွန်ဘွန်းတဲ့ကအလင်းမရလို့ပြောတာဟိဘယ်လိုဆိုကြတရားကျွယ်မပြုံးတယ်ဘူးနော်မပြုံးတယ်ဘူးပြုံးယူသွားမှာဆိုလို့ရိပ်နေလားတရားဓမ္မတွေကိုယ်ဖြစ်ကလေးနဲ့ကိုယ်ဖြင့်ဘုရင်ကြည့်လိုက်ဘုရင်ကအမုန်းမရှိဒီကတော့အိမ်လေးမမနဲ့တော်တော်ကြည့်ကောင်းတယ်သူတို့ဆိုင်ရှုပ်တော်သေးရဲ့ဘာလို့လုံးလို့မဲတဲ့ခါကျတော့သူလည်းတိမ်နေငါလည်းတိမ်နေမထူးပဲနဲ့အကန့်အကန့်ချင်းကြွားရိပ်မိဗလားဘာချင်းကြွားလဲအကန့်အကန့်ချင်းကြွားတော့မြင်တဲ့ပုဂ္ဂိုလ်ကဖြစ်မှဖြစ်ရတယ်သူလည်းမမြင်ကိုယ်လည်းမမြင်မှန်းလားသူကတမ်းပါသေးတယ်လို့သင်ပြီးနေတော့ဘုရားအရိယာတွေကတော့အမှန်တရားသက်ဆုပ်ဒါကြောင့်သူတို့မှာတော့ဝိဇ္ဇာဥဒ္ဒဘာတိဖြစ်အောင်လုပ်ချက်ကြဝိဇ္ဇာမျက်စိတွေဝိဇ္ဇာဉာဏ်တွေဝါဉာဏ်မျက်စိတွေဥဒ္ဒဘာတိငါပေါ်အောင်လို့မကွာဆိုပြီးပေါ်အောင်လုပ်လို့သူတို့တော့ဝိပဿနာဝေကြီးကျွတ်ချင်ခင်ဗျားတို့ကတော့အသက်မှရှည်ပါမလားထောင်သက်မှရှည်ပါမလားဖြစ်မှဖြစ်ရတယ်ရိပ်မကြပါလားထောင်သက်မှရှည်ပါမလားဆိုတာခင်ဗျားတို့ကဘုန်းကြီးကပြောတော့ရိုင်းနေတယ်ဥလာဘုရားကဒီသားတွေဒီနဲ့အိုအောင်မင်းအောင်မှာပေါင်းရပါမလားဟောသိချလာတယ်ဒီသားတွေဒီနဲ့ဗါတဲ့ဒါဖြင့်ထောင်ထဲမှာရှည်ပါမလားဆိုတာလည်းဘယ်နဲ့လဲပေါ်လားတို့တော့လေခမည်းတော်ချင်းကြတော့နှကမ်းပဲချင်းမိမှုန့်နေတော့အေးမင်းကံကလည်းမဆိုးလာပါဘူးကွယ်နေရကောင်းပါရဲ့တယောက်ကမိထိုးပြီရိမ့်နေမလားတယောက်ကလည်းပြုံးမြန်နေသေးတယ်ဒီပေးတဲ့သူလေးပြည့်ပါသည်အမလေးဝှစ်စီပါသည်ကဲကြဒီလိုများပြောဘူးသေးလားပြောဘူးပါဖြစ်မှဖြစ်ရတယ်အတော်ဆိုးတယ်ဆိုတာဒကာဓမ္မတွေပေါ်လားကဲပြန်ပြောခမည်းတော်ကသေးဒါဘာဝတ်တယ်ဒီဝကြီးရှည်မရှည်ပါမလားဆိုတာကောင်းသေးရဲ့ဒီဝကဘယ်ကလာတာလဲကမ္မဘုဆိုတော့ကောင်းမှမကောင်းကမ္မဘုဘယ်ကလာလဲကိလေသာဝကြည့်တော့အဝိဇ္ဇာဒါဖြင့်ဇုံလုံးကံပြုကျင်တယ်လို့ပြုလို့ဖြစ်ကျင်တယ်လို့ဖြစ်တယ်ဇုံလုံးကံပြုကျင်တယ်လို့ပြုလို့ဒါဒီဘက်ကပါတော့အဲ့ဒီသင်ပြောတာတခါကျွေးတို့ပြောတာကဇုံလုံးကပြုကျင်မလို့ပြုပြီးဖြစ်စဉ်လို့ဖြစ်တာကိုပြောတယ်ဆိုတော့ဒီထဲကနေပြီးကာလဖဲရီတစ်ခုလုံးမှာထုံးစက်ကလေးကြတာထုံးစက်ကလေးကြတဲ့အခါကျကွက်ကြားလေးတော့ဖြူအောင်လာမှာပေါ့ကျုပ်ကဒီဖြူသားတယ်ပြောတတိသီးတရားကတော့ဘုံမင်းဒီဖြူကွက်ကလေးကိုရမ်းပြီးตายရတယ်စိတ်လေးရွှေလေးမြလေးကားလေးနဲ့နေရတာသဘောကျသီးတစ်ခုလုံးကတော့ဘယ်နဲ့လဲထုံးစက်ကလေးထုံးစက်ကလေးကတော့ဖြူနေအဲ့ဒီအဖြူလေးตายရနေအမလေးအမဲနဲ့ဖြူလူများတို့တော့တော်သေးရဲ့ဆိုတာဒီဖြူလေးကူကြည့်ပြောရိမ့်မိဗလားအမလေးတရားဓမ္မတွေခင်ဗျားတို့မပြောစေချင်လို့ပြောတာမဟုတ်ပါဘူးပြောစရာမဟုတ်ဘဲနဲ့ပြောနေလို့ဇုံလုံးကားပြောမို့တရားဓမ္မတွေသုံးမနေရပါလေသဘောပါကြဘာပြောလဲဗျဒီကရှိပြင်ကြပါဦးသင်ကြပါအောင်ဆိုတော့ဝိပဿနာဉာဏ်နဲ့မှပဲပြင်လို့ဆင်လို့ရတခြားနည်းနဲ့တော့ရဆိုမရသဘောပါလားဒါဖြင့်ဒကာဓမ္မတို့ခင်ဗျားတို့ဖြစ်စဉ်လေးတော့သုံးအောင်ပြောပြရကြဒကာကျော်မရှင်းနဲ့ဘာလို့လဲဆိုတော့မွေးရကန်းလာတဲ့လူဟာစီထုတ်တဲ့အမဲကွက်တွေနဲ့အမြဲတမ်းအမဲတွေနဲ့နေတဲ့အဝတ်ကိုကောင်းပြီလို့ဟိုအင်ကြီးလို့ဟိုဒီတဲကနေကျုံလိုက်ဒီဝတ်နဲ့မလိုက်ဘူးလားကျုပ်ဟာတော်တော်ရက်တွေရှိတဲ့ပုဂ္ဂိုလ်တွေကပဲလို့များသင်ပြီးဒီကလာနေတာဟာဒကာကျော်ကျွတ်တို့ဝိဇ္ဇာမျက်လုံးမရှိသေးတော့ဒီတိုင်းဖြစ်ဝိဇ္ဇာမျက်လုံးကပေါ်လာကြကောင်းပြီဒါဖြင့်ဝိပါကဝအကြောင်းပါဖြစ်သလိုတပည့်ကြဝိပါကဝကိုဘယ်သူကဖြစ်စေတယ်ကာမဝကိုဘယ်သူကဖြစ်စေဒါဖြင့်ကဲပရိစ္ဆေသမုပ္ပါဒ်ကိုသွင်းကြလို့ဒကာဓမ္မတို့ဘယ်ထဲသွင်းရကဲဒါဖြင့်ဝိဇ္ဇာဖြစ်เสียသင်္ခါရဖြစ်เสียဟောခန္ဓာ၅ပါးဝိညာဉ်ကြီးပေါ့ကဲဒကာကျော်တို့က
ကိုယ့်ဖြစ်တော်လေရော့လားဆိုတာဒီကပြိဿသမုပ္ပါဆက်ကြည့်တော့မှသိုးပါလေအဝိဇ္ဇာဖြစ်เสียသင်္ခါရဖြစ်เสียဟောခန္ဓာ၅ပါးပေါ့ဝိညာဉ်ဆိုတာကိုစိတ်ဝိညာဉ်နဲ့သာဇာတဖြစ်တဲ့နာယုတ်တွေပါပေါ်လာရှင်းကြဒါဖြင့်ဒကာဓမ္မတို့จิตတို့ဒီကားလို့ဆိုရင်ဘယ်ကများလာပါလိမ့်မလို့ဆိုတာရှင်းဝိဇ္ဇာကြောင့်သင်္ခါရကြောင့်ကောင်းပြီဒါဖြင့်အခုဒကာဓမ္မတို့ဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးကြီးနဲ့မနေကြဘူးလားဒီတဲ့ကြပြန်တော့ခင်ဗျားတို့ကဘာတွေများအညော့ပေါက်လာသေးတုံးလို့မေးဖို့မလိုဘူးလားဘိုင်းတို့ဒီဘဝမှာသားနဲ့သမီးနဲ့ဆွေးနဲ့မွေးနဲ့စိတ်နဲ့ကြောင်းနဲ့များနဲ့နေရတယ်ကွာဒီခန္ဓာကြီးအရတော်တယ်အရတော်တယ်လို့ထင်တာကဝိဇ္ဇာအရတော်တယ်ထင်တာကအဝိဇ္ဇာဒီခန္ဓာတွေကအဝိဇ္ဇာပေါက်ပွားလာဒီခန္ဓာတွေကအဝိဇ္ဇာပေါက်ပွားလာဒါဖြင့်ကွာဒီဘဝဒီလောက်တင်ချမ်းသာတော့ဒီတဲ့ချမ်းသာအောင်တို့ဒီကားလို့ဆိုရင်ဒါနကံသီလကံတွေဝတ္တကံတွေလောက်ကြအောင်လို့ဆိုတော့ဘာတွေပေါက်ပွားလဲကာမဝေါဒီဟာကြီးအရတော်တယ်လို့ဆိုတဲ့ကိလေသာဒီကိလေသာဝေါကြောင့်အရတော်တယ်ပြောတယ်ကိလေသာဝေါကြောင့်တို့ဒီဘဝလည်းလူကြတဲ့ညပေးတဲ့ကံညာအောင်လို့ဟိနောက်ဘဝတည်းတဲ့ချမ်းသာအောင်သဘောကျဒါဖြင့်ဒီဝတ္တဖြစ်တဲ့ဒါနကံသီလကံတွေမလုပ်ဘူးလုပ်တော့သိလို့လုပ်တယ်တော့မသိလို့လုပ်ဒါပြန်ဝိဇ္ဇာဖြစ်เสียဒီဝိဇ္ဇာဖြစ်เสียသင်္ခါရကဝိပကဝတ်ထဲကအညွန့်ပေါက်သဘောကျဘယ်ထဲကအညွန့်ပေါက်အရင်ဝတ်မှမကြုတ်ခင်ကနောက်ဝတ်သင့်ဖို့အညွန့်တွေပေါက်ရဲတာများဒကာကျွေပူကျူးပြန်လာလာရင်းနေပြီသိချာနေပြီဒီတက္ကရာဓမ္မတွေယခုပဲထဲမှာနေရတာဝိပကဝတ်ထဲနေရင်မှတ်တတ်တဲ့ဒကာကျွေတို့ဥလာဘုရားကတော်သေးရဲ့ကျတော့ဒီချိန်နေလေးနေနိုင်တာတော်သေးရဲ့ဒီခန္ဓာကြီးကျွေးမွေးပြီးဒီကလာသူများလောက်အောင်မျက်ရည်မျက်စိမျက်နှိမျက်စိမျက်နှာအောက်မကြပဲနဲ့လက်ခံပြီးမတောင်းရပဲနဲ့စားတော့အရတော်သေးရဲ့အရတော်သေးရဲ့ဆိုတော့ဒုက္ခသစ္စာသိလို့ပြောတာလားမသိလို့မသိဘူးဒါဖြင့်ဒီခန္ဓာကြီးတဲ့အဝိဇ္ဇာပေါက်ပွားတာပေါ်လာသေးဘူးလားဒီခန္ဓာကြီးကဘာပေါက်ပွားလဲဝိဇ္ဇာပေါက်ပွားတော့ခင်ဗျားတို့သာနဲ့အမိဖြစ်စေလင်းနဲ့မယားဖြစ်စေကြည့်ကြတယ်လေအိမ်မှာတို့ဒီဘဝရထားတာကောင်းမင်းနဲ့လည်းအကြောင်းတယ်လေတို့သားသမီးလေးတွေကလိမ်မှမှနဲ့ရောင်းငယ်လေးတွေကလည်းအလုံးမဲ့ချက်ချက်ချာချာလေးတွေနဲ့တော်သေးရဲ့ကွာဒါနဲ့တော်နေတယ်တင်းတိမ်မတော်ဘူးဒီတဲ့သာကျိုးစားကြအောင်ဆိုပြီးဒီကလာဒါနကံသီလကံတွေဝတ်ကောင်းတာပြီးလုတ်ပြန်တယ်ဘာဝတ်တွေပေါ်လာလဲဒီကံကိုအလိုလိုပေါ်လာဒီခန္ဓာကြီးအရတော်တယ်လို့ထင်တဲ့မမြင်တဲ့အဝိဇ္ဇာကလာတာလားဒါပြန်အဝိဇ္ဇာဖြစ်เสียဟိုခက်ပြီငါကတော့ဝိဇ္ဇာဖြစ်เสียသင်္ခါရကြောင့်ခန္ဓာကြီးရပြန်ဒီခန္ဓာကြီးကအခုဘာတွေပေါ်ပွားပြန်လဲဟာသွားပြီတကားကျွဲသွားပြီလှည့်သေးဘူးလားလှည့်ကြပါစို့ဒကာဓမ္မတွေရှင်းအောင်အတိတ်ဘောကဝိဇ္ဇာသင်္ခါရကြောင့်ဘာဖြစ်တော့ဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးဖြစ်ဘူးလားအဲ့ဒီခန္ဓာ၅ပါးတွေကပေါက်ပွားလာတာကဘာတွေပေါက်ပွားလာလဲဝိဇ္ဇာပေါက်ပွားလာတယ်ဆိုဘာတွေလုပ်ပြသင်္ခါရတွေလုပ်ပြသင်္ခါရလုပ်တော့ခါကြသင်္ခါရပစ္စယဝိညာဏဆိုတော့အနာဂတ်ခန္ဓာကြီးပေါက်ပွားဘူးလားသဘောပါဒါပြန်အနာဂတ်ခန္ဓာထဲမှာလေအဝိဇ္ဇာသင်္ခါရကိုချိုးအောင်မလုပ်နိုင်လို့ရှိရင်အဝိဇ္ဇာမလာဘူးလားလာရင်သင်္ခါရလားသင်္ခါရမလုပ်ပြန်ဘူးလားအဝိဇ္ဇာမချုပ်ရင်သင်္ခါရလားသင်္ခါရလာလို့ရှိရင်ဖြင့်ဒီခန္ဓာ၅ပါးနောက်ထပ်ပေါ်မပေါ်ပေါ်ရင်ဒါလေးပေါက်ပွားမပေါ်ပွားဆရာတော်မတွေ့ရင်ပေါက်ပွားရဒါဖြင့်ခင်ဗျားတို့ကဒီသွားကြလို့တကားတော့ကိလေသာဝေါကြောင့်ဓမ္မဝေါကြောင့်ဝိပကဝေါကြောင့်ကိလေသာဝေါပေါက်ပွားကိလေသာဝေါပေါက်ပွားလို့ဘာတွေလုပ်ပြန်ဓမ္မဝေါကြောင့်ဘာဖြစ်ပြန်ဝိပကဝေါတွေကဘာတွေပေါက်ပွားပြန်ကိလေသာဝေါကြောင့်ဘာဖြစ်ပြန်ဓမ္မဝေါကြောင့်ဘာဖြစ်ပြန်ဝိပကဝေါတွေကဘာတွေပေါက်ပွားလဲကိလေသာဝေါကြောင့်ဘာဖြစ်ပြန်ဝတ်လေတာပေါ်လားဓမ္မတို့ဘာဖြစ်ကြဝတ်လေတကယ်ကျော်တို့သိတဲ့ဝတ်လေကုလဘုလို့သိတဲ့ဝတ်လေက
ဟိုခွေးတဲ့ကောင်ကအတင်းကြိုက်တော့မှနောက်လူတယောက်ကနေပြီးကြိုက်တဲ့ခွေးရိုက်တော့မှဝိုးလေတာဒီလိုမှနေတာဟိုဗျာရိပ်နေလားအဲ့ဒါဝိုးလေတာမဟုတ်ပါဘူးတဲ့ခွေးတဲ့ပိုင်လို့ခွေးရိုက်တာပါရိပ်နေဗလားသင်္ကြက်ကခမည်းတော်ဝိုးလေနေတာကိုယ်အိမ်နဲ့အိမ်ပေါ်တင်တိုင်နေပြီးလဲနေတာရိပ်နေပါလင်းနေများနဲ့ရောင်းဝယ်ကပြန်ပြီးကထိုင်လေးတွေဟောသူကထိုင်ကိုကထိုင်တဲ့လင်းချင်းလေးခံပြီးသမင်းစားပြီးလက်ဖေးလေးလဲထားပြီးဒီကရမ်းမှာတိုင်နေနေတော့နေတာမှဘာထင်တော့တကကျွဲလဲပြီးသားကဘာလို့ဖို့လဲဖို့ရသိချက်လဲလက်ကသတ်ပလားမသတ်သေးခင်လက်ဖေးဝိုင်းမှာစီမံနာကဘာတော့လဲဖို့ရသိဩအခုလဲဝတ်မချွတ်သေးဘူးရှေ့ကိုလည်းဆက်လက်ပြီးဒီကလာဝတ်ဖြစ်အောင်တို့ဘယ်လိုစဉ်းစားမလဲအမလေးဒကာဓမ္မတွေဒါလိုပဲဘေးကနေနေကြည့်နေတဲ့ပုဂ္ဂိုလ်တွေကြလာတော့ဒကာကျွေးများပြောကြသူတို့အကျဉ်းလည်းများသာသမီတွေများတိုင်းမမောတိုင်းမမရရတာသူတို့လိုဖြစ်ချင်လိုက်တယ်အမလေးသွားပြီရိပ်ပြီလားသူတို့ရင်ကြည့်ရတာသိချမ်းသာလိုက်တာတဲ့တယောက်ကဆိုသွန်းလိုက်တယောက်ကထောက်ခံလိုက်နဲ့ဒီတယောက်ပြုံးကရွက်ကပြုံးကနဲ့ပဲအချိန်ကုန်ပြီးနေကြတော့တင်းကန်လူအကျိုးပေးကြတို့ရင်များကြည့်လိုက်ရင်တခေါပြောနှခေါကဆဲကံပါလာခင်ဗျားတို့ကဒီလိုဖြစ်ပြီးဒီကလာနေတော့ဟိုဝတ်တယ်နေတာကိုခင်ဗျားတို့ကတည်ပြုံးလို့ဝတ်တယ်နေတာကိုပြုံးလို့ဘာဖြစ်လို့မသိလို့ပြုံးမမြင်လို့ဒါဖြင့်ဇုံလုံးကံပြုံးရိပ်နေမလားဘာပြုံးမှာဒါဆိုကိုကျွန်းနဲ့ပါဗျာခင်ဗျားတို့တိုင်မြန်တော့ဥမာယောက်ျားကသိညာနည်းနည်းရှိတယ်မိန်းမကသိညာနည်းတယ်ဆိုတော့သူတို့နဲ့မတိုင်မြန်လဲတကယ်သိဖြစ်ပါမဖြစ်တော့သူတို့ကလည်းလိုက်တဲ့ခါကြလို့ရှင်းတယ်ကိုယ်ကလည်းမသိတဲ့ပုဂ္ဂိုလ်သူတို့ကလည်းမသိတာတိုင်မြန်တော့လုံးလေဆိုပြန်တော့မသိတာကဝိဇ္ဇာလုံးလေဆိုတာကသင်္ခါရရင်းမိဗလားကဲတရားဓမ္မတွေပေါ်ကြခိုင်းတာပြန်မသိတာကဘာတော့ပြုတာကရတာကခန္ဓာ၅ပါးဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးရှင်းမလားဒီခန္ဓာ၅ပါးကဘာပေါက်ပွားအဝိဇ္ဇာပေါက်ပွားလာတော့ဘာတွေလောက်ပြန်ပါလဲသင်္ခါရလောက်တာဘာတွေပေါက်ပွားလာခန္ဓာ၅ပါးဒုက္ခသစ္စာကြီးပေါက်ပွားမလားဒီဒုက္ခသစ္စာတွေကဘာတွေများအညောင်းညောင်းထွက်ပြန်ပါလိမ့်အဝိဇ္ဇာညောင်းညောင်းဖြောဘူးလားအဝိဇ္ဇာညောင်းကဘာတွေများအခဲလက်ဖြာပါလိမ့်သင်္ခါရတွေဖြာတော့ဘာသီးတွေများပွင့်လာပါလိမ့်ခန္ဓာ၅ပါးဒုက္ခသစ္စာသီးတွေမလားဘူးလားဒီသီးတွေကတခါမျိုးစေ့ကြပြန်တော့အဝိဇ္ဇာပဲလားအဝိဇ္ဇာကြောင့်ဘာဖြစ်ပြန်သင်္ခါရကြောင့်ဘာဖြစ်ပြန်ဝိညာဉ်ခန္ဓာ၅ပါးမလားကိုင်းတကယ်ကြောထွက်ပေါက်ပါလေပေါ်ပြီဒကာဓမ္မတို့ခန္ဓာ၅ပါးမှာထွက်ပေါက်ပါလေဒါဖြင့်ယနေ့ဒကာဓမ္မတွေရှင်းရှင်းလင်းလင်းပဲဆရာဘုန်းကြီးကခင်ဗျားတို့ကဖြင့်ပြုံးနေတာပဲဘုန်းကြီးများနဲ့ကွာရိယပုဂ္ဂိုလ်တွေကတော့ဩသူတို့ပြုံးနေတာဝတ်ကျွတ်လို့ပြုံးတာလားလဲရင်ပြုံးနေတာဒါဖြင့်စီစုံလှဲ့တယ်နွားဒကာကျွေးတခြားမှမြင်တဲ့ခါသူကတွန်းကိုသူကဘယ်ချိန်တွန်းတာပါလဲလဲရင်တွန်းသဘောကျဝတ်ကျွတ်လို့စီစုံပေါက်ငါချွတ်လွတ်လိုက်လို့တွန်းတာလားလဲတွန်းတာဟောခင်ဗျားတို့လေပြောကြရွှင်ကြတာဒီတကယ်ကျွေးဘယ်ချိန်မှလဲနွားတော်တွန်းတာပါပဲဟောတော့ရိပ်မကြလားပြုံးနာမဲ့တာဒီတကယ်ဓမ္မတွေဒီတဲပဲဒီဆုံးလေရင်ဆိုတဲ့အိဗယ်ပဲဝတ်လေရင်ပြုံးနေရိပ်မကြဘာပြုံးကြခဲတာဖြင့်ဒကာဓမ္မတို့နိုင်ကြရနေတော့ဝတ်ဖြတ်ကြနော်ဝတ်ဖြတ်ရမယ်ဆိုတော့ဒကာဓမ္မတွေသစ်ပင်စိုက်ကြခொနဲ့ကအဝိုင်းလေကြအဝိဇ္ဇာတဏှာရိဟုသောသစ်ပင်ရေတော်မြေသဘောကျသင်္ခါရဆိုတဲ့သစ်ပင်ခါပိုက်ဝိညာဉ်ဆိုတဲ့အကိုင်းခက်အသိပွင့်တွေ
ဒါဖြင့်ဒကာဓမ္မတို့ဒီထဲမှာပါတဲ့အသီးပွင့်တွေမအောင်မျိုးစေ့သုံးသွားအောင်ကျွတ်တော့ပဲလို့စီမံမလဲလို့မဲတဲ့အခါဒီမြစ်ကိုတူးပြတပည့်ကြအဝိဇ္ဇာတဏှာမြစ်ကိုတူးပြလိုက်လို့ရှိရင်ဒီပင်စီကြီးတန်ပါအောင်လားမတန်တဲ့ပင်ကဒီကားလို့ဆိုရင်အသီးပွင့်တွေပွင့်နိုင်မှာဒါဖြင့်ဒကာကျွေအခုသစ်ပင်ဆိုင်ပြလိုက်တော့ကိလေသာကိုဖြုတ်ရင်ကာမဝပြုတ်ကာမဝပြုတ်ရင်ဝိပါကဝပြုတ်တယ်ဆိုတာသိကြပါလားဒါဖြင့်ဘာဝဖြတ်ကြမယ်တပွဲလုံးမှတ်ပါဒကာဓမ္မတွေဝိပဿနာစရမလို့ဘာဝဖြတ်မယ်ကိလေသာဝဖြတ်ရင်ကာမဝကကာမဝပင်လုံးကြီးကရှိပါဦးမလားကာမဝပင်လုံးကြီးမှမရှိခဲ့သေးရှိတော့ဥပကဝဆိုတဲ့ဒကာဓမ္မတို့အသီးပွင့်တွေဟာဖြာနိုင်လေရဲ့နောက်တော့ပေါင်းနိုင်လေရဲ့ဘာကြောင့်လို့ရေသောမြင့်မရှိတဲ့သစ်ပင်ကအသီးမသိနိုင်သဘောကျရေသောမြင့်မရှိတဲ့သစ်ပင်ကဒါဖြင့်ရေသောမြင့်ဖြတ်တဲ့တရားဟောကြားကြသူဒါပြန်ဝိဇ္ဇာတဏှာသတ်မယ်ဘာသတ်မယ်ဒကာဓမ္မတို့ဘာသတ်ကြမလဲဝိဇ္ဇာတဏှာဆိုတာဘာဟုတ်ပါလဲကိလေသာကိုဖြတ်ရင်ကာမဝကအလိုလိုပြတ်ကာမဝပြတ်ရင်ဥပကဝလာအောင်လားအနန္တဘဒုက္ခသစ္စာတရားလာအောင်လားခိုင်းဒါဖြင့်ဒါလို့ဆိုရင်ဒကာဓမ္မတွေအေးလေပြီးဖြစ်လေတော့ကြောင့်ကိလေသာကိုဖြတ်တော်မယ်ဒကာဓမ္မတို့ဘာဖြတ်မလဲဥပအောင်လို့ကျင့်납ပါလားကျင့်납ပါကိလေသာဝဆိုတာကဒကာဓမ္မတို့မသိတာနဲ့လိုချင်တာလို့မှတ်လိုက်မသိတာနဲ့လိုချင်တာမသိတာအဝိဇ္ဇာလိုချင်တာကတဏှာမသိတာကလိုချင်တာကဩဒါကိလေသာဝခေါ်တယ်ကိလေသာဝဆိုတာဘာပါလဲမသိတာနဲ့လိုချင်တာဒကာဓမ္မတို့ဘယ်လိုမှမသိတာကဘာပါလဲလိုချင်တာကဒီနှစ်ခုပြလိုက်လို့ရှင်းဖြင့်တို့ဝတ်ကျွတ်ပြီမစိုးနိုင်ဘူးလားဒါဖြင့်ဒီနှစ်ခုဟာအရေးကြီးဆုံးပေါ့မြတ်စွာဘုရားသင်ကိုရမကြီး45ပါးကာလပတ်လုံးဟောတဲ့တရားမှာပြန်ဝိဇ္ဇာတဏှာပြတ်တာရှိရက်တင်ဟာဘာမှမရှိဘူးတို့ရှင်ဘုရားတပည့်တို့ကြားဘူးတာကတော့ကိုတော်ကြီးကအနိစ္စဒုက္ခအနတ္တတွေဟောတယ်လို့ကြားဘူးတယ်ရှင်ဘုရားကတော့လေဝိဇ္ဇာနဲ့တဏှာပြတ်ကိုဟောတယ်ဆိုတာဒကာဓမ္မတို့အနိစ္စဒုက္ခအနတ္တမြင်လို့အဝိဇ္ဇာတဏှာပြတ်တာရှင်းမလားကဲဒါပဲဒီလိုလုပ်ကြပါလို့ဒကာဓမ္မတို့ဝိပဿနာရှုမှတ်ရမယ်ဝိပဿနာရှုမှတ်ရမယ်ဆိုတော့ဒကာဓမ္မတို့ဒီတခါတလေမှလာနာတဲ့ပုဂ္ဂိုလ်လေဝိပဿနာအကွက်ကြတော့ဘုန်းကြီးများလည်းအမှန်တန်ပြကြပါအိမ်ရောက်လေရှုတာတို့တော်လေတဲ့တရားဓမ္မတွေကဘုန်းကြီးကပေးနိုင်냐ဆိုတော့ခင်ဗျားတို့ပါဇက်ကချင်းသဘောပါဘုန်းကြီးကပေးနိုင်တယ်ကလေးငယ်ငယ်လေးထမဲလို့ကြီးကြီးခွင့်ရင်သေမရှိဒါကြောင့်ထိုက်တန်တော့ပဲပေးရတယ်ဆိုတာအောင်းမိကြပါနော်ထိုက်တန်တော့ပေးရပါကောင်းပြီတဲ့ဘာကြောင့်ထိုက်တန်တော့ပေးရပါတော့မကထာလိုလားဘုရားတော့မမေးပါနဲ့ကလေးအသေးသောသွားမဆိုဘူးဥပဇ္ဇကချင်းချင်းဓမ္မလောကကြီးကြီးဆိုပြီးပြီးသေးပါချောင်းဆိုပြီးအဲ့ဒါကြောင့်မကထာလို့မဟုတ်ပါဘူးခမည်းတော်မမျိုးနိုင်လို့အခုမပေးတာရင်းနေလားမမျိုးနိုင်လို့မပေးဘူးရှင်းမလားကဲဒါပြန်ဝိဇ္ဇာနဲ့တဏှာသတ်ပါတော့အဲ့ဒါခမည်းတော်ခန္ဓာကိုယ်ထဲမှာချမ်းသာတာလေဘယ်မှာပဲချမ်းသာရက်ကလေးကလို့ချမ်းသာနော်နေလို့ပူလို့ဆင်းရဲမျက်လုံးသားနာကောင်းတရားကမြင်လို့ဥပ္ပခါပဲဖြစ်ခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာချမ်းသာတာရဲ့ဆင်းရဲတာရဲ့ဒါကတော့အလတ်စားရဲ့ဘယ်မျိုးရှိခန္ဓာကိုယ်ထဲမှာချမ်းသာတာရဲ့သေချာမှတ်ပါဒကာဓမ္မတို့ခင်ဗျားတို့ခန္ဓာကိုယ်ထဲဘယ်မျိုးရှိပါလဲတစ်ကပါပါလေနှစ်ကသုံးကချမ်းသာခြင်းလွတ်တာဒါပြန်ဝေဒနာ၃မျိုးဒုက္ခဝေဒနာဒုက္ခဝေဒနာဥပေက္ခဝေဒနာဒါကြပဲမျိုးရှိပါက
တရားဓမ္မတို့ဒီနေ့ဖြင့်ကြုံနေကောင်းတယ်လို့ဆိုလို့ရှိရင်ဖြင့်ဒုက္ခဝေဒနာပေါ်တာနေကောင်းတယ်ဆိုလို့ရှိရင်ဒုက္ခဝေဒနာပေါ်ပြီဒီနေ့ဖြင့်ဟိုနေရာကြိုက်ဒီနေရာခဲလဲဆိုရင်ပါတယ်ဒီနေ့ဖြင့်သိတယ်လို့ရှိပါရဲ့ဆိုတော့ဒါဖြင့်ခင်ဗျားတို့တနေ့တည်းမှာဒီခန္ဓာကိုယ်ကြီးထဲမှာဖြင့်ဒီဝေဒနာ၃မျိုးပဲလှည့်ပေါ်တာဒကာဓမ္မတို့ခန္ဓာကိုယ်ထဲဝေဒနာပဲမျိုးလဲ၃မျိုးပဲလှည့်ပေါ်တယ်လို့ဆိုတော့ဘုန်းကြီးကမဲလိုက်ဝေဒနာ၃မျိုးရတယ်တစ်မျိုးတစ်မျိုးတော့ရှိရတစ်မျိုးတစ်မျိုးတော့ဒါဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေဝေဒနာကင်းရလားမေးမနဲ့ပြောဟုတ်ကိုမကင်းတာသိဗလားတခါတလေချမ်းသာတယ်နဲ့နေရဝေဒနာကင်းရတခါတလေဆင်းရဲတယ်နဲ့နေရတော့ဝေဒနာကင်းရတခါတလေချမ်းသာဆင်းရဲအလတ်စားနဲ့နေရတဲ့ဥပ္ပခဝေဒနာနဲ့နေရတဲ့အခါမရှိဘူးလားဒါလည်းမနဲ့ဆိုကြဝေဒနာကင်းရဒါဖြင့်ဒကာဓမ္မတို့ဘယ်အချိန်ကြည့်ကြည့်ဝေဒနာနဲ့တွေ့ရသဘောကျဘယ်အချိန်ကြည့်ကြည့်အဲ့ဒီဝေဒနာတခြားသားလို့မေးတော့ခင်ဗျားတို့ကောင်းငင်လက်ညှိုးထိုးတဲ့အခါမှာဒကာဓမ္မတို့ကောင်းငင်နဲ့လော့ထိုးနိုင်ကြတယ်အထက်ကထိုးကောင်းငင်လော့ငါလက်ညှိုးထိုးမယ်ဆိုရင်မယူတဲ့ပုဂ္ဂိုလ်ပြင်ပြောလိုက်မယ်မယူတဲ့ပုဂ္ဂိုလ်ပြင်မင်းထိုးခြင်းလို့ထိုးကောင်းငင်တော့မလွတ်ဘူးကွာမဆိုနိုင်ဘူးလားဒီမှာလည်းခင်ဗျားတို့ညံတဲ့လက်ညှိုးထိုးရင်ခန္ဓာထဲမှာထိုးခြင်းတဲ့အချိန်ထိုးဝေဒနာနဲ့တွေ့ရသဘောကျညာနဲ့လည်းညှို့ထိုးရင်ထိုးခြင်းနဲ့ညာနဲ့ထိုးပါဒကာဓမ္မတို့ထိုးခြင်းတဲ့အချိန်ညာနဲ့ထိုးဝေဒနာနဲ့ပေါ်တွေ့သဘောကျဒါရင်ဝေဒနာဘယ်ခါမှမကင်းကြောင်သိကြတော့ချမ်းသာရင်ပါဝေဒနာဆင်းအလတ်စားခြင်းအဲ့ဒီဝေဒနာသုံးမျိုးကတဲ့အဲ့ဒါကိုခင်ဗျားတို့ကဘယ်ဝေဒနာပေါ်တရားဓမ္မတွေကဖြစ်ပြီးဖြစ်တယ်လို့ရှုပြီသဘောကျဘယ်ဝေဒနာပေါ်ဖြစ်ဖြစ်ဆိုတာအိဋ္ဌာပါဘယ်ဝေဒနာပေါ်ကလည်းဆိုကြဖြစ်ပြီးဖြစ်တာပဲဖြစ်ပြီးဖြစ်တာပဲလို့ကိုယ်ပေါ်မှာရတာလေးပေါ်လို့ဖြစ်ဖြစ်ရှုကိုယ်ပေါ်မှာကောင်းတာလေးပေါ်ဝန်းနဲ့ဝန်းပါတာလေးပေါ်ဝန်းနဲ့တာလေးပေါ်အကုန်ဖြစ်ဖြစ်ရှုပါသံဃာလေးပေါ်လဲဥဒိစ္စလေးပေါ်လဲအကုန်ပြုအဲ့ဒါဥပ္ပခါရှုနေတာမြင်တဲ့စိတ်ကလေးပေါ်လာရင်အဲ့ဒါလည်းဥပ္ပခါရှုနေတာကြားတဲ့စိတ်ကလေးကိုရှုရင်ရောအဲ့ဒါဥပ္ပခါရှုနေတာသဘောပါဒါဖြင့်ခင်ဗျားတို့သာနာပေါ်စေတာပေါ်အခုရှုဒုက္ခပေါ်လဲဒုက္ခရှုဒုက္ခပေါ်ဥပ္ပခါပေါ်အခုရှုပါအကွက်ကြကြစီစီလိုချင်လို့ရှိရင်တော့ဒကာဓမ္မတို့အခုကဝေဒနာ၃မျိုးကိုဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တွေဟောပါတယ်။နောက်ယတ္တရှင်နာတဲ့ပုဂ္ဂိုလ်ကြတော့ဝေဒနာ၅မျိုးကိုလည်းသိရပါတယ်။သဘောကျ။အဲ့တော့ဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခဝေဒနာဒါပြန်ခန္ဓာကိုယ်ကြီးကဝေဒနာခန္ဓာတခါတည်းကြတော့ဝန်းထဲမှာဒကာဓမ္မတို့ပေါ်သေးတယ်။သောမနတဝေဒနာဒေါမနတဝေဒနာဥပ္ပခဝေဒနာဝန်းနဲ့ဘယ်မျိုးပေါ်ပါလိမ့်ဒါရင်ပြင်မဲ့မှာရောဝန်းနဲ့မှာရောဒါရင်ပြင်မဲ့မှာ၃မျိုးဝန်းနဲ့မှာပြင်မဲ့မှာပေါ်တာတွေလည်းဖြစ်ဖြစ်ရှိပါဝန်းနဲ့ပေါ်ရင်သဘောကျပြင်မဲ့ပေါ်တဲ့ဒုက္ခဒုက္ခဥပ္ပခါရောအတွင်းပေါ်တဲ့သောမနတဒေါမနတဥပ္ပခါရောအခုဖြစ်ဖြစ်ပေါ်ရဝကရှုနေမယ်ဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတို့ဖြစ်ပြရှုလိုက်တဲ့အခါကျတော့အမှန်ကန်မြင်တာကသမာဓိဋ္ဌိဖြစ်ပြမြင်တာကဘာလဲသမာဓိဋ္ဌိကအဝိဇ္ဇာလားဝိဇ္ဇာလားဝိဇ္ဇာချုပ်ဒါဖြင့်ဒကာဓမ္မတို့အမှန်ကန်မြင်ဝိဇ္ဇာချုပ်ဝိဇ္ဇာမချုပ်သေးဘူးလားဒီကံကြီးကဖြစ်ပြီးပြက်နေတဲ့အသေးကောင်းကြီးပဲဆိုတော့လိုချင်သေးဒါဖြင့်ဖြစ်ပြရှုလို့ရှိရင်ဝိဇ္ဇာနဲ့တဏှာသေးတယ်ဖြစ်ပြရှုရင်သဘောပါကြဒါဖြင့်ဒုက္ခဝေဒနာဖြစ်ပြရှုရင်ဟောဖြစ်ပြလာရှုဝိဇ္ဇာနဲ့တဏှာသေချာသေးတယ်ဒုက္ခဝေဒနာတွေရောဘာသေးဘယ်ဟုတ်ပြတ်တယ်
ကိလေသာကိုပြတ်တယ်ကိလေသာကိုပြတ်ရင်ကာမဝလာဘူးလားဝိပါကဝကောဩဒါဖြင့်ဒီတရားဒီဝတ်ပြတ်တရားဒီတရားဘာတရားခေါ်လဲသိကြပါလားဒါပြန်ဝေဒနာ6မျိုးဟောလိုက်ပါပြင်ဘက်မှာ3မျိုးကိုယ်ပေါ်မှာပေါ့ဗျာကိုယ်တို့မျက်လုံးတို့မှာပြင်ဘက်မှာ3မျိုးအတွင်းမှာရောကိုယ်ပေါ်မှာဒုက္ခဒုက္ခဥပ္ပခါလည်းနဲ့ပေါ့တပည့်ကြဝိနည်းမှာသောမနာသာဒေါမနာသာဥပ္ပခါလည်းနဲ့မပေါ်ဘူးလားပေါ်တာဟူသေးဘာလို့ဖြစ်တဲ့ရှိတော့ဒကာဓမ္မတို့ငကိုကအနိစ္စရှိမှမသိအခုတော့အနိစ္စဖြစ်ပြဆိုတဲ့အနိစ္စရှိမှသိပြီးတော့အဝိဇ္ဇာလားဝိဇ္ဇာဝိဇ္ဇာလာတဲ့ဝိဇ္ဇာချုပ်သဘောကျဝိဇ္ဇာလာတဲ့ကကောင်းပြီဒါဖြစ်ပြတယ်မြင်တော့ဒကာဓမ္မတွေကိုယ်ခန္ဓာကြီးကအကောင်းလားဆိုးလားဆိုတော့သိသွားအဆိုးမနေဘူးလားဆိုးမှန်းပြီးတော့လိုချင်သေးမလိုချင်လို့ချင်းဖြစ်ပြမြင်တဲ့သဘောဒီဒကာဓမ္မတို့အဝိဇ္ဇာနဲ့တဏှာကတ်တဲ့သဘောရှင်းမလားဘာကတ်ပါလိမ့်အဝိဇ္ဇာနဲ့တဏှာသတ်တယ်ဆိုတဲ့ဘာဝပြတ်သလုံးကိလေသာဝပြတ်ကြတဲ့ကဘာနဲ့တော့ကာမဝပြတ်ကြတဲ့ကဒါဖြင့်အရေးကြီးဆုံးဘာဖြတ်ရဒါဖြင့်ဖြစ်ပြရှိရင်ကိလေသာဝပြတ်တယ်ဒကာဓမ္မတွေသဘောကျဒုက္ခဝေဒနာဖြစ်ပြရှိပြီလေကိလေသာဝပြတ်တာဒုက္ခဝေဒနာဖြစ်ပြရှိရင်ဥပ္ပခဝေဒနာဖြစ်ပြရှိရင်ကိလေသာဝပြတ်တာကြီးပဲဟဲ့ကာမဝမင်းသွားတော့လို့ဆိုဖို့လိုသေးလားဝိပါကဝမင်းလည်းကျွတ်တော့လို့ကောငကိုကရေဓမ္မတို့ကိလေသာဝကြောင့်ဘာဖြစ်တယ်ကာမဝကြောင့်ကိလေသာဝပြတ်တော့ဒကာဓမ္မတို့ကာမဝလာနိုင်လေဥမမလာနိုင်ဝိပါကဝကဒါဖြင့်ဒကာဓမ္မတို့ဝေဒနာနုပါဒနာရှုသဘောပါကြဝေဒနာနုပါဒနာရှုရင်ဘာဝပြတ်ကြလို့သိကြပါလားဒါဖြင့်ကိလေသာဝပြတ်တဲ့ခါကြလို့ရှင်ဟောဒီဘက်ကနေပြီးဒကာဓမ္မတို့ဝိဖြစ်ပြရှုလိုက်တဲ့တွေ့အဝိဇ္ဇာနဲ့တဏှာလာသေးရဲ့အဝိဇ္ဇာတဏှာမလာတော့ကိလေသာဝမပြတ်ဘူးလားဒါရင်ပုံညာဝိသင်္ခါရအပုံညာဝိသင်္ခါရဆိုတဲ့ကာမဝတ်ကောနောက်ခန္ဓာအနာဂတ်ဘဝဥပကဝတ်ကောဝတ်သုံးပါးကျွတ်တာ1 2 3ဝတ်3ပါးကျွတ်သွားတာမကျွတ်ဘူးလားဘယ်နဲ့ကြောင့်ကျွတ်ပါလိမ့်မလို့ဆိုဝိပဿနာဉာဏ်လာလို့ကျွတ်တယ်ဘယ်နဲ့ကြောင့်ကျွတ်ပါလိမ့်ဒါပြန်ဝိပဿနာဉာဏ်ကင်း၍ဝိပဿနာမလုပ်ဖဲနဲ့ဝတ်ကျွတ်လိုက်မယ်လို့မဟောနိုင်ဟောနိုင်ကြပါဒါရင်ဘုန်းကြီးတို့ဒကာဓမ္မတွေဒီဖြစ်ပြမြင်တဲ့ပုဂ္ဂိုလ်ဟာဘာဝတ်ကျွတ်တယ်ကိလေသာဝတ်ကျွတ်ရင်ကာမဝတ်ကျွတ်ရင်သဘောပါဒါဖြင့်ဒကာဓမ္မတို့ဝတ်ကျွတ်ခြင်းပါလို့ရမယ်ဝိပဿနာရှုရသဘောကျဝတ်ကျွတ်ခြင်းသိကြကြအကယ်၍ခမည်းတော်ဒီဟာကိုခမည်းတော်ကဖြစ်ပြမရှိမိဘူးဒုက္ခပေါ်လည်းမရှိမိဘူးဒုက္ခပေါ်ဥပ္ပခပေါ်မရှိမိတဲ့အပြည့်အတော်ကြီးလေးမရှိမိတဲ့အပြည့်အတော်ကြီးလေးတဲ့မိုက်စမ်းပါဒုက္ခမရှိမိဘူးဆိုရင်ဒုက္ခဝေဒနာဖြစ်เสียတဏှာဥပါဒံကံလာတယ်ပရိစ္ဆေသမုပ္ပါအလေကဟောက်ထွက်ပရိစ္ဆေသမုပ္ပါဒါအလေကစပြီးအဆုံးကြောင်အစကြောင်ပြန်မပတ်ပြီကဲမရှိမိတော့မရှိမိရင်တဏှာဥပါဒံကံမလိုက်ဘူးလားဒုက္ခဝေဒနာမရှိမိရင်ပရိစ္ဆေသမုပ္ပါဘယ်ကစတယ်အလေကစပြီးဟောက်ထွက်ပရိစ္ဆေသမုပ္ပါ3မျိုးရှိတယ်နော်ကဲတခါတော့သွားပါဦးဒုက္ခဝေဒနာဒကာဓမ္မတွေပေါ်တယ်ဖြစ်ပြမရှိမိဘူးဒေါသတောကပရိဒေဝမလိုက်ပြီအဲ့ဒါမသိတဲ့သူဖြစ်သောကြောင့်ဝိဇ္ဇာသင်္ခါရပါလိုက်ပေါ်လားမဆိုးပါဘူးလားဒါကအဆုံးကနေပြန်ပတ်တယ်ဝိဇ္ဇာသင်္ခါရကြောင့်အဆုံးကနေပြီးတော့အစပြန်ပတ်မရှိမိလို့ရိမ့်မိဗလားကဲဒါဖြင့်ဒကာဓမ္မတို့ဥပ္ပခဝေဒနာပေါ်တာကိုတပည့်တော်ကဖြစ်ပြမရှိမိဘူးဗျာမရှိတော့မသိတော့မရှိဘူးမသိတာအဝိဇ္ဇာအဝိဇ္ဇာဖြစ်เสียသင်္ခါရဖြစ်เสียဟော
ဥပ္ပခါမရှိမိလို့ရှိရင်တရားဓမ္မတို့ဆောက်ဆက်ကသုံးမှာသေချာလာပါတယ်အစကပရိစ္ဆေသမုပ္ပါစပြန်မဟေးရိပ်ပြီလားဒါကြောင့်ဝေဒနာ၃မျိုးကိုတရားဓမ္မတို့လက်ရှုရတယ်မရှိတဲ့ပုဂ္ဂိုလ်မှာပရိစ္ဆေသမုပ္ပါအလယ်ကရင်လည်းစအဆုံးကရင်လည်းပြန်ပတ်သဘောကျအစကရင်လည်းစမဆိုးပါဘူးလားဒါကြောင့်တရားဓမ္မတွေဒါသဘောပါခိုင်ကိုယ်ပရိစ္ဆေသမုပ္ပါကိုညာနဲ့ဖြတ်ပါဆိုတော့ဖြစ်တဲ့ရှုပေဖြစ်တဲ့ရှုလိုက်တော့သမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝါယမသမာသတိသမာသမာဓိဘယ်ကံဘယ်နှပါပါလဲမဲ့ဒီဘာပြကြုံဆိုမဲ့နဲ့ဖြေရလူနောက်ကကိလေသာဝင်လာတဲ့အဲ့တော့ဒါနဲ့ကိလေသာဖြတ်တယ်ဆိုတာမပေါ်သေးဘူးလားမဲ့ဒီကိလေသာကိုဖြတ်တယ်ဆိုတာသိကြပါလားရှင်းကြဒါဖြင့်ဒကာဓမ္မတို့ဖြစ်ပြနဲ့မဲ့နဲ့ကြိုက်အောင်လို့ဖြစ်ပြနဲ့ဖြစ်ပြနဲ့ဒီကြားမှာကိလေသာရှားမထုတ်ဘူးသဘောကျကိလေသာရှားမထုတ်လို့ရှိရင်ညနေအားထုတ်ရင်မနဲ့အားထုတ်ရင်ဘာရှားမထုတ်မှာဒါဖြင့်ဒကာဓမ္မဝေဒနာ6မျိုးကိုခွန်ကြီးကဟောတာဒါဖြစ်တဲ့နေရာရှုပါဆိုတာလေးစားစွာနဲ့တိုက်တွန်းလိုက်ခိုင်းနာယီရှိပြီယနေ့တော်ကြစို့